ကျွန်တော်တော့ချစ်ပါတယ်ချစ်တင်မြဲချစ်နေစေပေါ့နော်သူ့ဘက်ကတော့လေသူ့မှာကောင်းလေးရှိရတယ်ဒီသတင်းသိကြတယ်ပေါ့နော်ရှိလဲရှိပါကျွန်တော်ကိုယ်လည်းသိပါအဲ့တော့ကျွန်တော်ဘာမှမလုပ်ကြောက်ကတော့အဝေးရတယ်ပဲချစ်တာပေါ့နော်တော်ကြောင်ဒီဘက်ခင်မှာပြီးမှနည်းနည်းလေးဟိုကဖြစ်နေလို့ကြာကူလီတို့ပါလို့ညာလို့ဒီအဲ့လိုဖြစ်နေမှာကျွန်တော်ချစ်နေရကျွန်တော်ချစ်နေလိုက်တော့ဒီဘက်သူ့ဘဝလည်းသူဖြစ်နေပြီဆိုတော့ကံမကွန်ပြန်ဆုံတာလို့ပါရှိရလေအဲ့ကျွန်တော်ရေးစက်ပါရင်တော့ပြန်ဆုံရမှာပေါ့အချစ်ဆိုတာကျွန်တော်ခံရတဲ့အတိုင်းချစ်နေလို့ပါပဲအဲ့ဒါကြောင့်မို့ကျွန်တော်ကောင်းပါလေးဆိုင်သူရှိနေတဲ့ကောင်းပါလေးပဲကျွန်တော်အဝေးရတယ်ပဲချစ်နေပါတယ်အဲ့တော့လူအမျိုးမျိုးစိတ်ထွေပေါ့နော်တချို့မိန်းကလေးကြောင့်လည်းသူတို့အရင်အနုနာခံပြီးချစ်ပြတဲ့လူမျိုးကိုတိတ်ပြီးတော့စိတ်ဝင်စားကြမချစ်ကြဘူးအရင်သူတို့ဒီမှာလူတစ်လောက်ပဲဆက်ဆံအဲ့လိုလူမျိုးလည်းချစ်တတ်ကြတယ်ဒါတော့ပြောလို့မရဘူးလူတိုင်းတော့မဟုတ်လေအဲ့လိုရှိရလူပဲရှိမယ်မရှိရလူမရှိလူမျိုးမျိုးစိတ်ထွေဆိုတော့ကျွန်တော်ချစ်တဲ့ကောင်မလေးရတယ်ဘယ်လဲပါနေလဲဆိုတော့ကျွန်တော်ဖြစ်နိုင်တော့တိတ်မတုံးတတ်ချင်ဘူးအခုချစ်တဲ့လူကဘာပဲလို့သူ့ရဲ့ကောင်းရင်းဆိုးကျကျွန်တော်ချစ်ပြီး